အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ Lian Delect ရဲ့အပြောင်းအရွှေ့ကိုပြပြပေးချင်ပါတယ်Delect ကပထမတော့ကဒီ United နဲ့ Israel တောင်းလို့ကြားမှာပြောင်းရွှေ့ကြီးစာချုပ်ဖြတ်သိမ်းကြီးပေါ့နော်ပေါင်သန်း30နဲ့တဘောတူညီမှုရပြီဆိုပြီးတည်င်းတောက်လျှောက်တက်တယ်ဒါပေမဲ့ကစားသမားဘက်ကနေပြီးတော့ United ဘက်ကိုခေါင်းညိတ်ချင်းမပြူသေးဘူးပေါ့နော်ဒါကြောင့်မို့အပြောင်းအရွှေ့မပြီးမြောက်ဘူးအခုချိန်မှာဘာဖြစ်လာလဲဆိုတော့ဒီ Delect ရဲ့နဲ့အပြောင်းအရွှေ့ကိုဒီ Chelsea ကလည်းဝင်လာခဲ့ပြီ Chelsea ကလည်း Delect ကိုလိုချင်တယ်သူတို့အနေနဲ့ဒီ Peter Osimhen ကိုခေါ်ယူမှာမဟုတ်ဘူးဆိုတော့တည်င်းထွက်လာတဲ့နောက်မှာတော့ဒီ Delect နဲ့တည်င်းကတော်တော်လေးကိုကျယ်ပြန့်လာတယ် Chelsea က Champions League ဝင်လည်းရထားတယ်တကယ်ကိုသူတို့ project ကိုလည်းဒီလက်ကိုချပြထားတယ်လို့သိရတယ်ပေါ့နော်ဟိုဆွေးနွေးနေပြီဒါကြောင့်မို့လို့ Chelsea ကလည်းအဆွေတောင်းကိုစာချုပ်ဖြစ်တဲ့ကြီးပေါင်သန်း30ပေးမယ်အဆွေတောင်းဘက်ကတော့ရှင်းတယ်ဒီလက်ကိုတက်တဲ့ခေါ်သူတို့အသင်းကိုစာချုပ်ဖြတ်သိမ်းကြီးပေါင်သန်း30ရရင်ရပြီဒါအဆွေတောင်းဘက်ကပေါ့နော်တစ်ဖက်ကဒီကစားမဘက်ကဆုံးဖြတ်ချက်ကိုပဲဒီနှစ်သင်းကစောင့်နေရတာပေါ့ဒါကြောင့်မို့လို့လက်ရှိချိန်မှာတော့ Chelsea က United ထက်ပိုပြီးတော့နောက်တစ်ပြားတာနေတယ်Lian Delect ကိုတိုင်ကလည်း Chelsea ကိုပြောင်းရွှေ့နိုင်တယ်ဆိုတော့ဟိုတည်င်းတွေထွက်နေတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီတိုက်စစ်မှုဖြစ်တဲ့ Delect ကိုခေါ်ယူတဲ့နေရာမှာတော့ Delect က Chelsea ကိုရောက်ဖို့ပို့ပြီးတော့များနေတာပဲဖြစ်ပါတယ် United ကတော့ဒီတခြားတိုက်စစ်မှုတွေကိုပြန်ပြီးတော့ပြစ်မှတ်ထားမယ့်အခြေအနေမျိုးနဲ့ရေးဆိုင်နေရတယ်ဒါကြောင့်မို့လို့အခုလက်ရှိထွက်ပေါ်လိုက်တဲ့သတင်းအရ Delect က Chelsea ကိုရောက်ဖို့အတွက်တော့ပို့ပြီးတော့ရှာခံတော့များသွားပါပြီခင်ဗျအားလုံးကျေးဇူးတင်ပါတယ်